လူလိုရဲ့တနစ်တာကောင်းလို့စုကြောင်းပြောရင်ဟိုဘက်ရက်ကွက်ကလူတွေမငိုကြလောကမှာအားချောင်းဆုံးလူတွေပြောပါဆိုတော့ဟိုဘက်ကွက်လူတွေလည်းညှို့ထုတ်ပြမှာပါအားချောင်းချက်ကဘာကောင်တွေမှမသိဘူးဆိုပြောတော့အုပ်စုဖွဲ့ပြီးတော့တင်းတွေပြောနေကြတာကဈေးတရားကဈေးနေနဲ့နေနာငါလားဆိုပြီးပြောအောင်လို့ဖြစ်နေပါလေကိုတင်းကိုချစ်လို့ကိုတင်းကစားမကောင်းကောင်းပြောတာတိတ်ပြီးရင်းကြည့်ပေမဲ့အတင်းကစားမမိုးကျိုးနေချိုးပြောတာကြီးကတော့အောက်တန်းကြလွယ်ခုလိုပဲဆိုရမှာပါနောက်ချက်ကကိုတင်းနဲ့ဂျာတင်းကန်ကြလို့ဂျာတင်းဘလို့စားတယ်ဒါမှမဟုတ်ကူလဲဆိုပြောတာမျိုးလက်ခံလို့ရပါမယ်ဇာမတယောက်ကိုအကောင်းဆုံးစားမဆုပေးတဲ့အတွက်တို့တင်းကစားမိုင်းနဲ့နှိုင်းရှင်မျိုးဝေပိုင်းလုံညာတွေအပုတ်ချပြီးပြောနေကြတာကတော်တော်လေးဆိုးတယ်လို့ဆိုရမှာပါတချို့တွေဘလုံးမနဲ့ပတ်သက်လို့ဝေဒနာမျိုးတွေရှိလို့ဇာမတယောက်ဆွမ်းဆောင်နေပတ်သက်ပြီးပြစ်တင်ပြောဆိုတာမျိုးတွေရှိပေမဲ့မိုးကျိုးနေချိုးပြောတာမျိုးမရှိပါဘူးအခုကဇာမမြောက်ကိုရှင်းပြောတဲ့ခါကိုအပေးရဲ့တင်းကစားမကိုတော့အကောင်းကြီးပြောတဲ့ဂျာတင်းကစားမကိုတော့အပုတ်ချတဲ့ကောင်းကွက်တစ်ခုမှမရှိအောင်ပြောနေတာတစ်ဖက်ဆောင်နေဆန်လုံးပါလေအခုနောက်ပိုင်းဘောလုံးတင်းဝေပိုင်းသုံးသက်တာဘောလုံးမိုင်းနဲ့ပတ်သက်ပြီးနှိုင်းရှင်မျိုးလုပ်တဲ့သူတွေကြည့်လိုက်ရင်ဘာမှမသိနားမလဲပဲပြောနေကြတာလို့မြင်တွေ့ထားပါလေခုခေတ်ကတက်လို့လုံညာမဟုတ်ဘဲငါလို့လုံညာဆိုပြီးပြောလာအောင်ဘောလုံးအားစားနဲ့ပတ်သက်ပြီးဝေဖန်နေကြတာဖြစ်ပါတယ်တယောက်ကလို့စီမီသွားပြီဆိုနောက်တစ်ယောက်လိုက်ပြီးလုံနေကြတာကိုမြင်တွေ့ကြတာဖြစ်ပြီးဘောလုံးအားစားကိုခုလုံးလုံနေကြတာကတော်တော်ဆိုးဆိုးလိုပဲဆိုရမှာပါဒါဘောလုံးအားစားကိုချစ်လို့လုံညာမဟုတ်ပဲပတ်ဆိုင်ရရင်ပြီးရောဆိုပြီးတော့ခြာနေနေကြကြပဲဖြစ်ပါတယ်ဒီကြောင့်ဒီဘာလို့ပြောနေရဆိုတော့ FW ဖွဲ့ကနေချင်းမြင့်နဲ့အကောင်းဆုံးစားမဆုနဲ့ပတ်သက်ပြီးဘရူနိုဖာနန်ဒက်စ်ရသွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ချိုးရရတာမရှိအောင်ပြောဆိုနေကြတဲ့အတွက်ကြောင့်ပါပဲဘရီယာနီဖလာများလို့အဲ့ဆုကမရနိုင်ဘူးမရနိုင်ဘူးဆိုရင်အဲ့ဝေဖန်နေတဲ့သူတွေကဘာလို့ကဘာကြောင့်ဘောလုံးမတောက်တိုက်ခိုက်နေရတာလို့ပဲမေးနေကြပါတယ်ဇာမညာကိုနိုင်ရှင်လို့ရတဲ့ဒါမဲ့တစ်ဖက်ဆောင်နေပြောနေကြတာမဟုတ်ပဲဒီလိုပြောရင်ချားလို့ပဲစိတ်ဝင်စားလာမယ်ငါတို့ဗီဒီယိုပို့ပြီးတော့ပေါက်လာမှာပဲဆိုတဲ့ကိုအောင်စိတ်နဲ့ဝေဖန်တိုက်ခိုက်နေကြတာဖြစ်တယ်လို့ပြောနေပါတယ်ဒါပြောမယ်ဆိုရင် Declan Rice တို့ Origat တို့ကြော်ပြီးတော့ Bruno Fernandes ကအကောင်းဆုံးစားမဆုရသွားတဲ့ပုံမှာတချို့ရမကျင်းနဲ့ဖြစ်နေတာဖြစ်ပြီးမကျင်းနဲ့ဖြစ်တာဖြစ်လို့ရဆိုကိုတင်းကစားမရစီချင်လို့ပြောနေဆိုတာမှန်ပေမဲ့တစ်ဖက်စားမဘာစိတ်မှမရှိတဲ့စားမတယောက်ဆိုတဲ့ပုံစံမျိုးဒီပြောဆိုဝေဖန်နေကြတာကတော့စဉ်းတော့စဉ်းစားကြင်ကြပါပဲ Declan Rice ကလည်းတကယ်ကိုကောင်းတဲ့စားမဖြစ်လို့ Bruno Fernandes ကလည်းဒီယာဒီမှာစွမ်းဆောင်ကောင်းနေပြတော့ပြထားတယ်ဆိုတာလည်းအားလုံးသိပါပြီ Bruno Fernandes က Premier League လာမရပါမယ်သူရဲ့စွမ်းဆောင်ရည်နဲ့ဒုတိယလူမဟုတ်ရင်တော့အဆင့်3လေးကိုရအောင်ပို့ဆောင်ပေးခဲ့တာကိုလည်းအားလုံးမြင်တွေ့ထားခဲ့ကြပြီဖြစ်ပါလိမ့်မယ်Premier League လာမရအောင်တခုတည်းနဲ့အကောင်းဆုံးစုနဲ့မထိုက်တန်ဆိုတဲ့ပုံစံမျိုးပြောတာတော့မဖြစ်တင်လို့ပဲဆိုရမှာဖြစ်ပြီးတော့ဒီကောင်မဖြစ်တင်ကွာဆိုပြောတာမျိုးကဘာမှဖြစ်ပေမဲ့ Bruno Fernandes ဆိုစားမယူဘာမှမဟုတ်ဆိုတဲ့ပုံစံမျိုးနဲ့ဝေဖန်တာတော့တစ်ဖက်ကစားမကိုတိုက်ခတ်တာနဲ့ဒူဒူပဲလို့သာပြောရမှာဖြစ်ပြီးကိုယ်စိန် Bruno Fernandes ဟာ Premier League တနစ်တာအကောင်းဆုံးစားမဆုကိုရရှိသွားခဲ့ပြီးတော့အဲ့အတွက်တချို့တွေငိုနေကြတော့ပြီလို့ပဲပြောနေကြတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ပါပဲခင်ဗျနောက်ဗီဒီယိုမှာလည်းအားစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့နောက်ရှိရှိရောက်တဲ့ဖိတ်ခေါ်ပြစီကျွန်တော်ရဲ့ page လေးကို like and follow မလုပ်ရသေးဘူးဆိုရင်နေသွားကြဖို့တောင်းဆိုပါရစေခင်ဗျဆုံးဖြတ်ကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်